ဆာဗာနာမြက်ခင်းပြင်ကြီးဟာလာပါတလောက်ရက်ဆက်လွန်တဲ့စစ်တလင်းတစ်ခုပါဒီနေရာမှာအမတစ်ခုဟာအထက်နဲ့ရင်းရတဲ့အထိအဖိုးအခကြည်မတာပါတယ်ရွှေရောင်မြက်ချောက်တွေကြားမှာတစ်ပင်ရေးတွေအောက်မှာဘလို့သေးစေနိုင်တဲ့အန်ဒီတွေပုံအောင်နေမလဲဆိုတာဘသူမှကြုံမသိနိုင်ပါဘူးဒီလိုနေရာမျိုးမှာအတိညာဉ်တဲ့ဗီဇာကသာအတိကလမ်းပြထွပြီးမိခင်နဲ့တားငယ်ကြားကတန်ရိုးစင်ဟာလဲအစိုးရွားဆုံးအခြေအနေတွေအောက်မှာစမ်းသပ်ခံရလိရှိပါတယ်အခုဒီခြေပြောင်းလာတဲ့မြေပြင်ကြီးရဲ့အလယ်မှာအထီးချန်နေတဲ့တက်ရှိလေးတကောင်ရှိနေပါတယ်အသက်အနှဲငယ်သာရှိသေးတဲ့ချီသားတားပေါက်လေးပါသူ့ရဲ့အရွယ်ကမိခင်ရဲ့အရေးအောက်မှာပဲရှိနေရမယ့်အချိန်ဖြစ်ပေမဲ့အခုတော့သူဟာဒီလောကကြီးထဲမှာတကိုယ်တည်းလမ်းပြောင်နေရှာပါတယ်မိခင်ရဲ့ကာကွယ်မှုမိခင်ရဲ့လမ်းပြောင်မှုမရှိတော့တဲ့ဒီခဏတာဟာသူ့အတွက်ငရဲကြနေသလိုပါပဲတဘာဝတရားရဲ့စီရင်စရာတွေကတကယ့်ကိုတုံးလုစရာကောက်ပါတယ်ချီတာတာငယ်60ရာခိုင်နှုန်းမှာဟာအရွယ်မရောက်ခင်မှာပဲအခြားသားရဲတွေရဲ့အစာအထည်တည်ဆုံးကြရတာပါလမ်းပြောင်နေတဲ့သားငယ်လေးရဲ့အားနည်းတဲ့အနက်အသက်ဟာဆာဗာနာရဲ့လေတူထဲမှာပြည့်အလွယ်လွန်နေပါတယ်ဒီအနံ့ကိုလက်လွတ်မခံမဲ့မုတ်ဆိုးတကောင်ချီနေပါတယ်အဲ့ဒါကတော့ဘိုက်ဆာလောင်နေတဲ့ဟိုင်အီနာတကောင်ပါဟိုင်အီနာတွေဟာအခွင့်အရေးတမမုတ်ဆိုးတွေပါသူတို့ရဲ့မေးရိုးတွေဟာတစတူရန်လက်မကိုပေါင်း1000ကျော်ဖိအားပေးစွမ်းရှိပြီးအယိုးတွေကိုတောင်အမုံဖြစ်အောင်ကြိုက်ခွဲနိုင်တဲ့အထိကြောက်စရာကောင်းပါတယ်အခုတော့ဒီကြောက်စရာကောင်းတဲ့တရဝါဟာသားငယ်လေးရဲ့တုံ့လှုပ်မှုကိုအဝေးကနေအကဲခတ်နေပါပြီသားငယ်လေးရဲ့အတွင်းစိတ်ကအန်ဒီရဲ့ရှိနေပြီလို့အော်ဟစ်တတိဖေးနေပြီမဲ့သူဟာဘာလို့ရမှမသိပဲကြောက်ရွံ့လို့တောင့်တင်းနေပါတယ်မိခင်ရဲ့တင်ကြားမှုမရှိသေးတဲ့အတွက်ပြေးရမလားပုံးရမလားဆိုတာသူမဝေခွဲနိုင်ပါဘူးအဲ့ဒီအချိန်မှာပဲဟိုင်အီနာဟာတဖြည်းဖြည်းချင်းကပ်လာပါတယ်ကဲလိုရီကိုအမြဲရှာဖွေနေတဲ့ဒီမုတ်ဆိုးအတွက်တော့ဒီသားငယ်လေးဟာလွယ်ကူတဲ့အစာတစ်ခုပါပဲဟိုင်အီနာတွေဟာအုပ်စုလိုက်စနစ်တကျအမြဲလိုက်တတ်တဲ့တရဝါတွေပါသူတို့ရဲ့ထူးခြားတဲ့တဟာအော်ဟစ်တန်တွေဟာသားကောင်ကိုစိတ်တက်ချွေဖို့နဲ့သူတို့အချင်းချင်းစုယုံဖို့အတွက်အချက်ပေးသံတွေဖြစ်ပါတယ်မြက်ချောက်တွေကြားကလှုပ်ရှားမှုတိုင်းဟာသားငယ်လေးအတွက်တေမင်းရဲ့ခြေသံတွေလိုပါပဲသားငယ်လေးဟာခေါင်းကိုမောက်ပြီးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပါတယ်ဒါပေမဲ့သူမြင်လိုက်ရတာကထွက်ပေါက်မဟုတ်ပါဘူးသူ့ကိုဝိုင်းထားတဲ့မုတ်ဆိုးအုပ်စုကြီးကိုပဲမြင်လိုက်ရတာပါဟိုင်အီနာတွေဟာသူတို့ရဲ့ထူးခြားတဲ့ပြေးဟန်နဲ့သားငယ်လေးစီကိုအကွာအဝေးတစ်ခုအထိနီးကပ်လာပါပြီသားငယ်လေးရဲ့ရှင်ဘတ်ထဲမှာနှလုံးခုန်ထမ်းတွေဟာပုံမှန်ထက်နှစ်ဆလောက်မြန်နေပြီးတေချင်းတရားကိုမျက်နှာချင်းဆိုင်တွေ့နေရပါပြီဒါပေမဲ့အားလုံးအဆုံးသတ်သွားပြီလို့သင်ရတဲ့အချိန်မှာအားစရာတစ်ခုဖြစ်လာပါတယ်ဆာဗာနာမြက်ခင်းပင်ရဲ့အားကောင်းဆုံးအင်အားတစ်ခုဖြစ်တဲ့မိခင်မြစ်တာဟာရောက်ရှိလာခဲ့ပါပြီမိခင်ချီတာဟာသူ့ရဲ့အသက်အန္တရာယ်ကိုလုံးဝဂရုမစိုက်ပဲဟိုင်အီနာအုပ်စုရှေ့မှာတိုင်းလွာတစ်ခုလိုပေါ်လာပါတယ်ဒါဟာတကယ့်ကိုတင်းမာတဲ့အခြေအနေပါတစ်ဖက်မှာကအင်အားကြီးတဲ့ဟိုင်အီနာအုပ်စုတစ်ဖက်မှာကသားသမီးအတွက်အသက်ပေးဝမ်းတဲ့မိခင်တယောက်ရှိပါတယ်မိခင်ချီတာရဲ့ရဲဝင့်တဲ့မျက်လုံးတွေနဲ့ဟင်းဟောက်တန်းတွေကဟိုင်အီနာတွေကိုတုံဆိုင်သွားစေပါတယ်ခြေလမ်းတစ်ချက်မားသွားတယ်နဲ့တေးနိုင်တယ်ဆိုတာနှစ်ဖက်စလုံးသီးထားကြပါတယ်နောက်ဆုံးတော့မိခင်ရဲ့စွန့်စားမှုကအောင်မြင်သွားပါတယ်ဟိုင်အီနာတွေဟာအင်အားသားပေမဲ့ဒါရမှာကိုမလိုလားတာကြောင့်ဒီတိုက်ပွဲကနေနောက်ဆုတ်သွားကြပါတယ်ဒီနေ့အတွက်တော့တဘာဝတရားရဲ့ရက်စက်မှုကမိခင်မြတ်တာရဲ့ရှေ့မှာရှုံးနေသွားခဲ့ပါပြီတာငယ်လေးဟာသူ့ရဲ့တခုတည်းသောကယ်တင်စင်ဖြစ်တဲ့မိခင်ရဲ့ဘေးနာမှာပြန်လဲလုံခြုံသွားခဲ့ပါတယ်ဒါဟာဆာဗာနာမြက်ခင်းပြင်ကမပြီးဆုံးနိုင်တဲ့ရှင်သန်ဒီတိုက်ပွဲတွေကတခုပါပဲ